သူများတွေအင်္ဂလိပ်လိုပြောရင်အကုန်နားလဲပေမဲ့ကိုယ်တိုင်ပြန်ပြောရမယ်ဆိုရင်တော့ဘယ်ကနေဘလို့စပြောမှမသိပဲစကားလုံးတွေကလဲချောင်းထဲမှာလည်းတစ်စုံနေတတ်ပါသလားခေါင်းထဲမှာအများကြီးတွေးထားပေမဲ့တကယ်တမ်းပါစက်ကထွက်လာတော့အချစ်ချင်းအငုံငုံဖြစ်သွားတာကတင်တယောက်တည်းမဟုတ်ပါဘူးနော်ဒီနေ့ဗီဒီယိုလေးမှာတော့နားလဲပြီးပြန်မပြောတတ်တဲ့ပြဿနာကိုကြော်လွှားနိုင်ဖို့အလွတ်ချက်စရာမလိုပဲနေရာပေါင်းစုံမှာအစားထိုးသုံးနိုင်မဲ့အခြေခံစကားပြောဝက်ချအကြောင်း20ကိုထပ်မံလေ့လာသွားကြပါမယ်။ဝက်ချတွေကိုမလေ့လာခင်မှာစကားပြောသွက်လက်စီမဲ့လူဝက်ချက်လေးတွေကိုအရင်ဆုံးပြပြချင်ပါတယ်။ပထမတစ်ချက်ကတော့စကားလုံးတွေကိုတစ်လုံးချင်းစီခေါင်းထဲမှာဘာသာမပြန်ပါနဲ့နော်။အခုသင်မိမဲ့ဝက်ချအစုလိုက်လေးတွေကိုပဲမှတ်သားပြီးတော့လိုအပ်တဲ့လို့အစားထိုးသုံးဆွဲလိုက်ပါ။ဒုတိယချက်ကတော့ grammar မှားကိုမိထားလိုက်ပါအရေးကြီးဆုံးကကိုပြောချင်တဲ့သဘောတရားကိုတစ်ဖက်လိုနားလည်သွားဖို့ဖြစ်ပါတယ်တတိယချက်ကတော့စိတ်ထဲကပဲကြီးမနေပဲပါဇက်ကနေအတန်ထွက်လာအောင်နေ့စဉ်လေ့ကျင့်ပေးပါအခုပြောပြမယ့်ဝါကျ20ကိုအတန်ထွက်ပြီးနောက်ကနေလိုက်ပြောကြည့်ပေးပါနော်စလိုက်ကြရအောင်နံပါတ်1ကတော့ I am thinking of ဒါလေးကတော့ဟိုတခုခုလုံးမလို့စိတ်ကူးနေတဲ့အခါမျိုးမှာသုံးပါတယ် off ရဲ့နောက်မှာလုံးမဲ့အရာကို ing ထည့်ပြီးတော့သုံးပြရပါမယ်ဥပမာဖုန်းအသွေးဝင်မလို့စဉ်းစားနေတယ်ဆိုရင် I am thinking of buying a new phone အလုပ်ပြောင်းမလို့စဉ်းစားနေတယ်ဆိုရင် I am thinking of changing my job အဲ့ဒီလိုလေးသုံးပါတယ်နံပါတ်2ကတော့ I can't wait to အဓိပ္ပာယ်ကဒီလိုလုပ်ဖို့မစောင့်နိုင်တော့ဘူးအရင်ဖြစ်ချင်နေပြီလို့ဆိုလိုတာပါဥပမာမင်းနဲ့တွေ့ဖို့မစောင့်နိုင်တော့ဘူးဆိုရင်တော့ I can't wait to see you ခီးတဲ့ဖို့အရင်နေသွားချင်နေပြီဆိုရင် I can't wait to go on holiday နံပါတ်3 do you want me to ဒါကတော့သူများတယောက်ကိုကတခုလုပ်ပြရမလားလို့ရင်ကြီးလှမ်းမိတဲ့အခါသုံးပါတယ်ဥပမာငါ့ကိုကူညီပေးစေချင်လားလို့မေးတဲ့အခါDo you want me to help you ငါ့ကိုပထမဖွင့်ပေးစေချင်လားဆိုရင် Do you want me to open the window နံပါတ်4 I am trying to အဓိပ္ပာယ်ကဒီကိစ္စကိုလုပ်ဖို့စူးစမ်းနေတယ်လို့ပြောတာပါကိုလေးချိန်ရှော့ချဖို့စူးစမ်းနေတယ်ဆိုရင် I am trying to lose weight အလုံးမှာအာရုံစိုက်ဖို့စူးစမ်းနေတယ်ဆိုရင် I am trying to focus on my work နံပါတ်5 I'd like to ဒါလေးက I want to နဲ့အဓိပ္ပာယ်တူပေမဲ့ဆိုင်တွေမှာ order မှာတဲ့အခါလူကြီးတွေနဲ့စကားပြောတဲ့အခါပိုပြီးယဉ်ကျေးတဲ့သုံးနှုန်းလေးဖြစ်ပါတယ်ဥပမာ coffee တစ်ခွက်လောက်မှချင်ပါတယ်ဆိုရင် I'd like to order a coffee မိကိုတစ်ခုလောက်မေးချင်ပါတယ်ဆိုရင် I'd like to ask a question နံပါတ်6 let me အဓိပ္ပာယ်ကတော့အဲ့ဒါကိုလုပ်ပြစီလို့ခွင့်တောင်းတဲ့အခါသုံးတာပါဥပမာအိတ်ကိုတဲပေးပြစီဆိုရင် let me carry your bag ဒီကိစ္စကိုငါ့ကိုစဉ်းစားခွင့်ပြုပါဆိုရင် let me think about it နံပါတ်9 have you ever ဒါလေးကတော့တရားရောက်ကိုအရင်ကဒါမျိုးလုပ်ဘူးလားလို့အတွေ့အကြုံမေးတဲ့အခါသုံးပါတယ်ဥပမာဂျပန်ကိုရောက်ဘူးလားလို့မေးမယ်ဆိုရင် have you ever been to Japan sushi စားဘူးလားလို့မေးချင်ရင် have you ever eaten sushi နံပါတ်10 it takes အဓိပ္ပာယ်အချိန်ဘယ်လောက်ကြာတယ်လို့ပြောချင်တဲ့အခါသုံးတာမှာဥပမာမိနစ်30အချိန်ကြာတယ်ဆိုရင် it takes 30 minutes ဘာသာစကားတစ်ခုသင်ယူဖို့အချိန်အများကြီးကြာတယ်ဆိုရင် it takes a long time to learn a language နံပါတ်9 what do you think about ဒါကတော့ကိစ္စတစ်ခုခုနဲ့ပတ်သက်ပြီးသူများဘယ်လိုထင်လဲလို့အကြံဉာဏ်တောင်းတဲ့အခါသုံးပါတယ်ဥပမာဒီကြံဉာဏ်နဲ့ပတ်သက်ပြီးဘယ်လိုထင်လဲလို့မေးချင်ရင် what do you think about this idea ရုပ်ရှင်နဲ့ပတ်သက်ပြီးဘယ်လိုထင်လဲဆိုရင် what do you think about this movie နံပါတ်10 I wonder if ဒါလီယာကိုမသိတဲ့ကိစ္စတစ်ခုကိုဖြစ်နိုင်ပါမလားလို့တွေးတော့ပြီးတော့ရင်ကြည်ကြည်မိတဲ့ပုံစံမှာမနေ့ပြန်မိုးရမလားလို့တွေးနေတာဆိုရင် I wonder if it will rain tomorrow မင်းငါ့ကိုကူညီနိုင်မလားလို့ပါဆိုရင် I wonder if you can help me နံပါတ်7 feel free to အဓိပ္ပာယ်ကတော့အာမနာပဲလွတ်လွတ်လပ်လပ်လုပ်ပါလို့ဖိတ်ခေါ်တဲ့ခါသုံးတာပါအာမနာပဲမေးခွန်းတွေမေးပါဆိုရင် feel free to ask questions အာမနာပဲအချိန်မီဖုန်းဆက်ပါဆိုရင် feel free to call me anytime နံပါတ်7 I am afraid that ဒါလေးကတစ်ဖက်လိုစိတ်ပြတ်သွားစေမယ့်စကားပြောခိုင်းနေမှာအာနာပေမဲ့ဝင်နေပေမဲ့အစပြောတဲ့ဝါကြဖြစ်ပါတယ်အာနာပေမဲ့ဒီနေ့လာနိုင်မှာမဟုတ်ဘူးဆိုရင် I am afraid that I can come today စိတ်မကောင်းပေမဲ့မင်းမားနေတယ်ဆိုရင် I am afraid that you are wrong နံပါတ်7 it's hard to အဓိပ္ပာယ်လို့ဖို့တော်တော်ခက်တယ်လို့ညီးတွားတဲ့အခါသုံးတာပါရှင်းပြဖို့ခက်တယ်ဆိုရင် it's hard to explain ယုံကြည်ဖို့ခက်တယ်ဆိုရင် it's hard to believe
Number 4 why don't we ဒါကတော့အဖွဲလိုက်တစ်ခုခုလုံးကိုအကြံပြုတဲ့ခါသုံးပါတယ်ဥပမာညစာအတူတူထွက်စားရင်ဘယ်လိုလဲဆိုရင် why don't we go out for dinner ခဏလောက်နားလိုက်ရင်ဘယ်လိုလဲဆိုရင် why don't we take a break Number 5 I am supposed to ဒါလေးကလုံးတော့လုံးရမှာဒါပေမဲ့မလုပ်ဖြစ်သေးဘူးဆိုတဲ့သဘောမျိုးပြောတာပါငါအခုလုံးလုံးနေရမှာဆိုရင် I am supposed to be walking right now ငါးနာရီမှာသူ့ကိုတွေ့ရမှာဆိုရင် I am supposed to meet him at 5 Number 6 as far as I know အဓိပ္ပာယ်ကတော့တည်တလောက်ဆိုပြီးတော့ကိုသိထားတဲ့အတိုင်းအတာနဲ့ပြောပြတဲ့အခါသုံးတာပါတည်တလောက်တော့သူအိမ်အောင်မကြသေးဘူးဆိုရင် as far as I know he is not marriedငါတည်တလောက်တော့စီဝေးကိုဖျက်လိုက်ပြီဆိုရင် as far as I know the meeting is cancelled Number 7 don't forget to ဒါလို့ဖို့မမီးနဲ့တော့လို့သတိပေးတဲ့အခါသုံးပါတယ်တခါတော့ခက်ဖို့မမီးနဲ့ဆိုရင် don't forget to lock the doorနွားနိုးဝယ်ဖို့မမီးနဲ့ဆိုရင် don't forget to buy milk Number 8ကတော့ there is nothing to အဓိပ္ပာယ်ကဒါလို့စရာဘာအကြောင်းမှမရှိဘူးလို့ညင်းဆိုတဲ့အခါသုံးတာပါစိတ်ပူစရာဘာမှမရှိဘူးဆိုရင် there is nothing to worry about ပြောစရာဘာမှမရှိဘူးဆိုရင် there is nothing to say Number 9 it looks like ဒါလေးကမြင်ရတဲ့အခြေအနေတစ်ခုကိုကြည့်ပြီးတော့အဲ့လိုဖြစ်မဲ့ပုံပဲလို့မှန်းဆတဲ့အခါတော့ပါတယ်ဥပမာမိုးရွာတော့မဲ့ပုံပဲဆိုရင် it looks like it is going to rain မင်းပြမနေတဲ့ပုံပဲဆိုရင် it looks like you're tired နောက်ဆုံးနံပါတ်20ကတော့ I promise to ဒါကတော့တစ်ဖက်လူကိုယုံကြည်အောင်ဂတိပေးစကားပြောတဲ့အခါသုံးပါတယ်ဥပမာငါအချိန်မီရောက်လာမယ်လို့ဂတိပေးပါတယ်ဆိုရင် I promise to be there on timeမင်းရဲ့လူဝချက်ကိုထိမ့်သိမ်းထားမယ်လို့ဂတိပေးပါတယ်ဆိုရင် I promise to keep your secret ဒီနေ့ဗီဒီယိုလေးမှာမျှဝေပေးခဲ့တဲ့ဝချက်တိစာပုံလေးတွေကိုတေချာမှတ်သားထားပြီးတော့နေ့စဉ်ပြောနေကြမြန်မာစကားတွေနေရာမှာအစားထိုးပြီးနှုတ်ကြိုးလာတဲ့အထိအတန်းထွက်လေ့ကျင့်ကြည့်ပါအချင်းချင်းလေ့ကျင့်လေတကယ်တမ်းစကားပြောမယ့်အချိန်ရောက်ရင်ခေါင်းထဲကစဉ်းစားနေစရာမလိုပဲပါးစပ်ကနေအလိုလိုထွက်လာလေဖြစ်မှာပါဒီဗီဒီယိုလေးကအကျိုးရှိရဆိုလို့ရှိရင်တော့ like and share လုပ်ဖို့မမေ့ပါနဲ့နော်အားလုံးပဲယုံကြည်မှုအပြည့်နဲ့ရှေ့ဆက်နိုင်ကြပါစေအချိန်ပေးပြီးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်